သားမမီတို့အားလုံးမင်္ဂလာပါဒီချေတို့ဒီနေ့ grade 2မြန်မာစာမှာပါတဲ့အခန်းရှိပုံပြောကြမယ်နားထောင်ခွဲစလုံးစင်လဲတင်ကြမယ်ခေါင်းစဉ်အောက်ကကကြီးစလုံးစင်ပတ်စစ်များတင်ကြကြဆိုလားဆိုတဲ့သင်ခန်းစာလေးကိုတသားမမီတို့နဲ့အတူတူလေ့လာကြရအောင်နော်အဲ့တော့ဒီချေတို့ကစလုံးစင်ပေါ့နော်စလုံးစင်ပတ်စင်ဆိုတာကိုမပြောခင်ဒီချေတို့ကဒါလေးတွေကိုအရင်ဦးဆုံးကြည့်ကြည့်အောင်နော်ဒါလေးကဘာလေးလဲဟုတ်ပါတယ်ဒါလေးကကြတော့ကက်ကြီးပေါ့နော်ကက်ကြီးတော့ဒီချေတို့ကကက်ကြီးလို့ပြောကြတယ်တကယ်ကြတော့သူ့ရေးတဲ့အခါမှာဒီချေတို့ကကက်ကြီးလို့ရေးပါတယ်နော်ကက်ကြီးလို့ဖတ်တယ်ရေးတဲ့အခါမှာကက်ကြီးလို့ရေးတယ်ပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုကြည့်ရအောင်နော်နောက်တစ်ခုကကြတော့ဒါဘာလေးလဲဟုတ်ပါတယ်ဒါလေးကကျတော့ဗာလဲတချို့တို့ငါးဖက်တဲ့နေရာမှာသုံးတဲ့ပိုက်ကွန်လေးဖြစ်ပါတယ်เนาะအဲ့တော့တချို့တို့အဲ့မှာကက်ကြီးကိုဘယ်လိုမျိုးရေးထားလဲစလုံးပေါင်းကြည့်ရအောင်ကားကြီးတတကက်တဝေတို့ကားကြီးရရေးဂျေဝက်စနှလုံးပေါက်ကြီးကက်ကြီးเนาะပိုက်ကွန်လေးကိုလည်းစလုံးပေါင်းကြည့်ရအောင်เนาะပါဆောင်လုံးကြီးတင်တချောင်းဝင်ကတာပိုက်ကားကြီးဝါဆွဲနဲ့တက်ကွန်ပိုက်ကွန်နော်အဲ့တော့တချို့တို့ဒီမှာစလုံးပေါင်းတဲ့အခါမှာသူ့ရဲ့အသက်ကလေးတွေကိုကြည့်ရအောင်နော်တဝင်းပူပေါ်မှာအသက်တင်လို့တချို့တို့ကတက်လို့ဖတ်တယ်ကာကြီးရဲ့ပေါ်မှာအတက်တင်လို့ကတ်တက်လို့ဖတ်တယ်နားငယ်ပေါ်မှာအတက်တင်လို့တချို့တို့နတ်တက်လို့ဖတ်တယ်ပေါ့နော်အဲ့တော့တချို့တို့ကဒီလိုမျိုးဖတ်တဲ့ဘီးလေးတွေကိုကြတော့တချို့တို့ကရိုးရိုးအသက်စင်လေးတွေလို့ခေါ်ပါတယ်ဒီအသက်ဘီးလေးတွေကိုကြတော့တချို့တို့ကရိုးရိုးအသက်ဘီးလေးတွေလို့ခေါ်တယ်ပေါ့နော်ကဲဟုတ်ပြီအောက်ဖက်ကိုဆက်ပြီးတော့ကြည့်ကြည့်အောင်နော်ဒါလေးကဘာလေးလဲဟုတ်ပါတယ်လိမ်မော်သီးဖြစ်ပါတယ်เนาะဒါလေးကကျတော့ဘာလေးလဲဆိုလို့ရှိရင်ဒါလေးကကျတော့တချို့တို့ပြက်ကလေးဖြစ်ပါတယ်เนาะအဲ့တော့လိမ်မော်သီးကိုရေးတဲ့အခါမှာတချို့တို့ကဒီမှာကြည့်ရအောင်သူရေးထားတဲ့ဟာလေးကအပေါ်မှာလဲမာလေးတစ်လုံးအောက်မှာလဲမာလေးတစ်လုံးဆိုတော့တချို့တို့ကဒါပါလဲမာလေးနှလုံးကိုစင်ထားတာပေါ့เนาะအော်ဒီဘက်မှာဆိုလို့ရှိရင်လဲပြက်ကလေးကိုရေးတဲ့အခါမှာအပေါ်မှာကဘာလဲကာကြီးအောက်မှာကခါခွေးဆိုတော့တချို့တို့ကဒါဘီးလေးနှလုံးကိုစင်ထားတာပေါ့နော်ဟုတ်ပြီအဲ့လိုမျိုးရေးထားတယ်เนาะစလုံးလေးကိုကြတော့တချို့တော့ဘယ်လိုခေါ်တယ်လဲဆိုလို့ရှိရင်စလုံးစင်เนาะတနည်းအားဖြင့်ဆိုလို့ရှိရင်ပတ်စင်လို့ခေါ်ပါတယ်စလုံးစင်လို့လည်းခေါ်တယ်ပတ်စင်လို့လည်းခေါ်တယ်ပတ်စင်စကလုံးလို့လည်းခေါ်တာပေါ့နော်ဟုတ်ပြီအဲ့မှာတချို့တို့ကဆက်ပြီးတော့เนาะကြည့်မယ်ဆိုလို့ရှိရင်တဲ့เนาะအဲ့စလုံးစင်ပတ်စင်ဆိုတာဘာလဲပေါ့နော်အဲ့တော့ဒီမှာကြည့်မယ်เนาะစလုံးစင်ပတ်စင်ဆိုတာကြတော့တစ်ချက်ခုနပြောသွားတဲ့လိုမျိုးပဲစလုံးလေးနှလုံးကိုစင်ပြီးရေးထားတဲ့စကားလုံးတွေကိုတစ်ချက်တို့က